နဲ့ခင်းမှာကောင်းသောနာနဲ့ခင်းဖြစ်ဖို့အတွက်အရေးကြီးတယ်ပေါ့လူတိုင်းမှာကောင်းသောနာနဲ့ခင်းဖြစ်သလားလို့ဆိုမဖြစ်ဘူးအိယာကနိုးထလာတဲ့အချိန်ကစပြီးတော့နှုတ်ခမ်းကြီးစူးလို့မျက်နှာကြီးအောက်တိုးတိုးနဲ့နေတဲ့ပုဂ္ဂိုလ်ဘယ်လိုလုပ်ကောင်းသောနာနဲ့ခင်းဖြစ်မဖြစ်ဘူးတောကတွေရင်ထဲမှာပူလောင်မှုတွေနဲ့စိုးရိမ်မှုတွေနဲ့နာနဲ့ခင်းတစ်ခုကိုဖြတ်တမ်းမဲ့ဆိုရင်ဘယ်လိုလုပ်ကောင်းသောနာနဲ့ခင်းဖြစ်အဲ့တော့ကောင်းသောနာနဲ့ခင်းဖြစ်ဖို့အတွက်စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ကိုယ်ရင်ထဲနှလုံးထဲမှာအပြစ်ကင်းတဲ့သဘာဝတရားတွေဖြစ်အောင်လုပ်နိုင်မှကောင်းသောနာနဲ့ခင်းဆိုတာဖြစ်တယ်ဟောလူတွေဆိုတာမနဲ့မိုးလင်းလာလို့ရှိရင်နံပါတ်1မလုပ်မယ်ဆိုတာတွေးကြတယ်အာယုန်တစ်ခုပေါ်မှာတွေးကြတယ်စိတ်အလုံးလုံးတွေးပြီးရင်မလုပ်လဲပြောကြပြောပြီးရင်မလုပ်လဲကိုယ်ထိလက်ရောက်လုပ်ကြ